လူဆိုတာအနှွေးတဲ့လူတယ်လူဆိုတာအနှွေးတဲ့လူတယ်ညာနှင်းဝေရေမိမရှိရင်ငါမဖြစ်ဘူးကွလူဆိုတာအနှွေးတဲ့လူတယ်အနှွေးတဲ့ဟာတောင်ရက်ကစပြီးအမြဲလာတယ်ညာနှင်းဝေရေတို့ပင်လေတစီသွားကြစို့အနှွေးတဲ့ဟာတောင်ရက်ကစပြီးအမြဲတမ်းလာတယ်ဂုံတိတ်ခါနဲ့ဘဝကိုရော်ကြီးဖြစ်ပေးဆက်ခါကော်ပီတချင်းတွေနဲ့ဝမ်းသာရှာပြီးကြပြားစရာအဖြစ်သေးလို့တဲ့ငါမိတ်ဆွေလဲအနှွေးတဲ့လူအပ်ခင်မယ်ကျယ်ရီနဲ့တိုးတိုက်မိမတဲ့မှောင်မှောင်မဲမဲကန်တရားလမ်းမကြီးပေါ်မှာမအေးကြည်လေးလဲအနှွေးတဲ့လူနေပြီပေါ့လူတိုင်းဟာပွင့်လင်းရာသီကိုစောင့်မျှော်ရင်းနှွေးထွေးမှုကိုငန်းလင်ရင်အချင်းချင်းတီးတိုးပြောဆိုနေကြရဲ့ဒါပေမဲ့မြနှင်းဝေရေတချင်းတစ်ပုတ်ကိုတီးဆိုဖို့တော့ဘယ်သူမှသတိမရကြဘူးပေါ့ဥပမာငါတို့ရဲ့အာဇာနည်တွေနဲ့သူတို့သတိခဲ့ရတဲ့ဘဝများအကြောင်းပေါ့ဟောဒီဆောင်ဟာလေလူတစ်ယောက်အတွက်မောင်းချတာတစ်ချောင်းကိုသွားပြီးသတိရစေနိုင်ရဲ့သူမျော်လင့်ခဲ့တဲ့မိမတစ်ယောက်ရဲ့အချက်အတွက်သူပေးဆက်နိုင်တဲ့အကောင်းဆုံးရာဟာဒါပါပဲလားလို့တွေးမိသူတစ်ယောက်အဖို့ပေါ့ဘဝကိုတချင်းလှုပ်ပြီးဆိုခြင်းနဲ့လူတစ်ယောက်ရဲ့အဖို့မှလည်းဒီလိုလွန်ခဲ့တဲ့စောင်းညတွေရဲ့အေးခဲမှုတွေမှာအနှွေးတဲ့ဟာလူမှာပေါ့ဆောလမွန်ဘုရင်ကြီးလည်းအနှွေးတဲ့လူအပ်ခင်မယ်ဆိုကရီတီလည်းအနှွေးတဲ့လူအပ်ခင်မယ်ပါစတာညက်လည်းအနှွေးတဲ့လူအပ်ခင်မယ်တခါတုန်းကချမ်းပြီးတော့တုံရှာလွန်းလို့ဩဂုတ်လရီစီထွက်ပြေးသွားတဲ့လူတစ်ယောက်ရဲ့ပုံမြင်လို့ပေါ့ကွယ်ဟေ့ကလေးလေးတွေရေမင်းတို့အဖို့မှလည်းအနှွေးတဲ့ဟာလူမှာပဲပေါ့ကွယ်မြနှင်းဝေရေအနာဂတ်ဆိုတာရေရတဲ့ကံကြမ္မာတစ်ခုမှုပျော်ရွှင်မှုအသစ်တွေရှိကောင်းရှိနေမယ်တောကဗျာပါဒနဲ့ဒုက္ခတရားတွေရှိကောင်းရှိနေမယ်ဘာပဲဖြစ်ဖြစ်တဘာဝတရားကိုထာဝရဘုရားလိုငါယုံကြည်ခဲ့ပေါ့ရိုးရိုးရှင်းရှင်းအသက်ရှင်နေထိုင်ခြင်းတွေအပေါ်မှာညှဉ်းနှိုးတွေ့တာတဲ့ငါရဲ့ဟောဒီအိမ်ကလေးထဲမှာအနှွေးတဲ့ဟာလိုအပ်တာပေါ့ချမ်းလိုက်တာတုံလို့ကွယ်မင်းရောက်လာတဲ့ငါအဖို့မှာဝမ်းလဲဝမ်းသာပီတိလေဖြစ်ကျေးဇူးလေးတင်ဂုံလဲယူအားတက်ပြီးတော့ငိုကြွေးမိရဲ့မြနှင်းဝေရေမင်းမရှိရင်မဖြစ်တော့ဘူးကွလူဆိုတာအနှွေးတဲ့လူတယ်စောင့်ကြိုနေမဲ့အနာဂတ်ရဲ့နေ့တစ်နေ့မှာတို့နှလုံးသားကိုတုန်ခါစေတဲ့တို့မျှော်လင့်ခြင်းတွေရဲ့အဆုံးစွန်ဖြစ်တဲ့တို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့တို့အိမ်မက်တွေတဲ့အမြဲဝင်ရောက်ပုံခုနေတဲ့တို့အသွေးအသားနဲ့တီးဆောက်ထားတဲ့တို့ရဲ့ရင်တွေသမီးလေးဆိုပါတော့ကွယ်ဒါပေမဲ့မြနှင်းဝေရေငါကြည်ကွဲရပေါ့အေးတဲ့ကြောင့်ငါတို့နှစ်ယောက်ချမ်းပြီးတုံဖြာတစိမ့်စိမ့်နာကျင်ကြိုက်ခဲတွေးကြတဲ့အစိတ်တက်ခဲ့ရပြီဟိုမြောက်ဖက်တောင်ကုန်းတွေစီကရက်ဆက်လာတဲ့အေးဓာတ်တွေကြောင့်တို့မျောလင်းချက်တွေပျက်စီးရပြီတို့နှလုံးသားတွေကွဲကြရပြီတို့ရဲ့အလင်းရောင်တွေအမှောင်ဖုံးရပြီတို့အသွေးသားတွေအဖျားတက်ရပြီချမ်းလဲချမ်းရက်လဲရက်ဆက်ကျင်နာချင်းကင်းပြီးကောက်ကျစ်ဆင်းလဲတဲ့ဟောဒီအေးခဲမှုတွေဟာမြောက်ဖက်တောင်ကုန်းတွေစီကနေပြီးတရွေ့ရွေ့တိုးဝေလာခဲ့ပေါ့အာနာရဲ့ဗဟိုချက်ဟာမြေထဲပင်လေတဝိုက်ကလာပြီးဥရောပတိုက်စီတရွေ့ရွေ့တိုးဝေလာတယ်လို့မျိုးပေါ့အသက်အရွယ်လဲကြီးအတွေ့အကြုံလဲများပြီးဝေဖန်ပိုင်းခြားတတ်တဲ့ရှေ့မီနောက်မီအဖိုးကြီးတယောက်ကတော့သူနဲ့တွေ့တဲ့လူတိုင်းကိုဟောသလိုရှင်းရှင်းပြနေတန်ကြားတဲ့ရဲ့ခိုက်ခိုက်တုံချမ်းတဲ့ဒီလိုစောင်းညတွေဟာလူတွေရဲ့ကိုချင်းတရားကိုလာပြီးဖျက်ဆီးတတ်ကြတဲ့ဝိကျင်းတွေကကြက်ဖတွေလိုလူတွေကိုအညောင်းမိစေပြီးတော့ပျော်ရွှင်မှုတွေစိတ်သုံးသွားအောင်လဲတုံနှောင်ထားတတ်ကြတဲ့ဘာတန္တရာမတူတဲ့နိုင်ငံရခြားကကြပြားကဝီကြီးတစုကတော့ဖျားရှိခိုးကြောင့်ကခေါင်းလောင်းကြီးတွေရဲ့အတန်သာသာကိုတောင်းနာကျင်အောင်ကြိုက်ခဲတတ်ကြပါတဲ့လေညာနှင်းဝေရေမင်းနဲ့ငါပင်လေတွေကိုဖြတ်ကဘာပတ်ပြီးအနှွေးတဲ့ရှာမယ်ငါချမ်းလွန်းလို့တုန်ခါနေပေါ့ကွယ်ငါတဘဝလုံးဟာကြည်ကွဲခြင်းလေကြည်ကွဲရပါစေတို့ဘဝရဲ့အလင်းရောင်ဖြစ်တဲ့မင်းမျော်လင့်ချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့မင်းရင်တွေကသမီးလေးငါတို့ရဲ့ရင်သွေးသမီးလေးသာမြနှင်းဝေရေအခုတော့ငါကြည်ကွဲရပြီငါကြည်ကွဲရပါပြီမင်းရင်တွေကတရေသားချမ်းလွန်းလို့
တုံပြီးဖျားနေပေါ့လူဆိုတာအနှွေးတဲ့လူတွေပိုင်စိုးဝေး